လို့လဲအဆင်မပြေဘူးအကျွေးလည်းရှိတယ်ဒါသူကဖတ်ရမယ်တဲ့အကျွေးဆိုတာပူလောင်တဲ့အရာတစ်ခုကိုမှရှိနေရင်တော့ငါအကျွေးပေးရမယ်ငါသူများကိုပေးရမယ်ငါသူများကိုစားရအောင်မယ်ဆိုရင်ပူလောင်တာပြီးတော့နော်ကိုဘလောက်ပဲရှာကိုတော့မဟုတ်ပဲနဲ့သူများအတွက်ဖြစ်သွားတာမျိုးအဲ့ဟာကလည်းအရင်ပူလောင်တယ်အဲ့အချိန်ကတော့ဖြတ်တန်းရခက်ဆုံးအချိန်လို့တော့ထင်တယ်ကြားထဲမှာလည်းဒီဘူးပေါင်းတာကိုတွေ့လောက်ခဲ့တဲ့အမှန်ဖြစ်တယ်ကိုတွေ့လည်းဒီခံစားမှုရဲ့အကျွေးတော့မဟုတ်ဘူးပေါ့ကွာဒီလားကြားဒီတော့ကပေါ့တော့ပတ်စံနဲ့ပတ်သက်တဲ့တော့ကလေးတစ်ခုကိုခံစားရတဲ့အချိန်မှာသူကလေးတစ်ခုကိုအခုဆွဆွမြဲမြဲဖတ်ခဲ့တယ်အဲ့သူကလေးကတော်တော်လေးထိရောက်တယ်တော်တော်လေးလည်းအဆင်ပြေတယ်အလားဘက်ကနေပဲအကုန်အဆင်ပြေမှုပေးလိုက်တာဘာတစ်ခုကဘာလဲဆိုတော့လောင်ရှင်မြတ်ပေါ်မှာယုံကြည်ပြီးတော့ငါဒါဖတ်ရင်ဒါလုပ်ပေးလိုက်မယ်လားအဆင်ပြေအောင်လုပ်ပေးပါလားအဆင်ပြေသွားအောင်လုပ်ပေးပါလောင်ရှင်မြတ်စီမှာယုံကြည်ပြီးတော့လောင်ရှင်မြတ်ကိုပဲအားကိုးပြီးဖတ်ခဲ့တာပေါ့နော်အဲ့သူကလေးကတော်တော်ထိရောက်တယ်အဲ့သူကလေးကိုဖတ်စီခြင်းနဲ့အဲ့အကြောင်းလေး share လုပ်ပေးတာအဲ့သူကလေးကဘာလေးလဲဆိုတော့ Allahumma inni a'udhu bika min al-hammi wal-hazani wa a'udhu bika min al-'ajazi wal-kasali wa a'udhu bika min al-jubni wal-bukli wa a'udhu bika min ghalabati ad-dayni wa qahri ar-rijal အဲ့သူကလေးကိုကြက်ပြီးတော့အမြဲတမ်းဖတ်ပြီးဘူးကတော့အဲ့ချိန်တော့ရစိတ်တော့ကရောက်နေတဲ့အချိန်ဆိုတော့နမတ်လည်းဖတ်တယ်နမတ်ဖတ်ပြီးချိန်မှာမနက်လည်းဖတ်တယ်အဲ့သူကမနက်လည်းဖတ်တယ်ညလည်းဖတ်တယ်ပြီးတော့အချိန်တိုင်းတတိယတိုင်းမှာအဲ့သူကလေးကိုဖတ်ပြီးတယ်ပူလောင်လားဆိုတော့ပူလောင်နေဒါပေမဲ့အလားကိုပဲယုံကြည်ပြီးအလားကိုပဲဘရိုဇာထားပြီးတော့နမတ်ဖတ်တယ်ဒီသူကလေးလည်းဖတ်တဲ့ပုံမှာအလောရှင်ကလွယ်ကူမှုပေးလိုက်တယ်ဖြည့်ရှင်းတဲ့နေလမ်းကိုအလောရှင်ကိုယ်တိုင်ကပဲပေးလိုက်တာဘယ်တော့မှထူးခြားနေတယ်ဒါဘဘူးရဲ့တကက်ကြုံတွေ့ခဲ့ရတဲ့ဖြစ်နေလေနော်အားကြောင့်ဒီသူကလေးကို share ပေးတာနောက်သူကလေးကဘာလေးလဲဆိုတော့اللهم اكفني بحلالك عن حرامك واغنني بفضلك عمن سواك အဲ့သူကလေးကဘာလဲဆိုတော့အဲ့သူကလေးရဲ့အတိတ်ပဲလေးကသူကဟာလာရိုစီတိုးပွားစီဖို့ဟာရာရိုစီကနေရှောင်ရှားနိုင်ဖို့အကျွေးအမိကနေကင်းဝေးဖို့အတွက်ဖတ်တဲ့သူကလေးဖြစ်တယ်အဲ့သူကလေးကိုလည်းနမတ်ပြီးတိုင်းမှာဖတ်ပြီးရုံကြည်နဲ့ဖတ်ယုံကြည်မှုနဲ့လို့လောရှင်မြတ်စီမှာပဲယုံကြည်ပြီးတော့မျှော်လင့်ပြီးတော့သူကလေးတောင်းဒီသူကလေးတွေကိုဖတ်ကြည့်ပြီးနမတ်လေး၅ချိန်ရအောင်ဖတ်ကိုအေးချမ်းအောင်လည်းနေနမတ်ဖတ်တယ်နမတ်ပိုင်ပါဖြစ်ရဆိုပထမတစ်ချက်စိတ်အေးချမ်းတယ်နမတ်ဖတ်ပြီးသွားရင်ငါ့ကိုလာကူညီမှာပါလားငါအလားနဲ့နီးစပ်လိုက်ပြီးစကြည့်တာလာရှင်မြတ်နဲ့အနီးစပ်ချုပ်အချိန်ကစကြည့်တာအချိန်ချလိုက်တာနဲ့စိတ်နှလုံးအေးချမ်းတယ်လို့ခံစားရတယ်နမတ်ဖတ်ပြီးတနေ့ကိုပြင်ပန်းလာတယ်စကြည့်တာထဲမှာပြင်ပန်းမှုတော့ဘူးကတော့ဖြည့်ပြောက်တယ်နမတ်ဖတ်ပြီးသွားရင်စိတ်ကလေးပေါ့ပါပြီးတော့နေလို့ထိုင်လို့ကောင်းနေရောပြီးတော့ဘာဖြစ်ဘာအခက်အခဲပဲဖြစ်လာဘာပဲလူချင်းချင်းဘာပဲဖြစ်လာအလားစီကနေပဲတောင်းတယ်အလားကပဲပြုလုပ်ပေးနိုင်တာအဲ့တော့ဒီသူကလေးတွေကိုလည်းလောရှင်မြတ်စီမှာယုံကြည်ပြီးတော့အောက်ကိုတကြီးနဲ့နမတ်ဖတ်ပြီးတော့ညှမ်းတဲ့ကြီးနဲ့သူကတောင်းအကုန်လုံးဆင်ပြေသွားပါလိမ့်မယ်နော်တခြားမိကုန်းလေးတွေလည်းမေးပေးပါ